Hello အားလုံးပဲမင်္ဂလာပါ Robot Tech မြန်မာ page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Robot မြန်မာဘက်ကနေပြီးတော့အသစ်ထွက်ရှိထားတဲ့ Portable Bluetooth speaker လေးဖြစ်တဲ့ SP105 နဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးထားပါမယ်ဒါဆိုရင်စလိုက်ကြရအောင်ဒီ speaker လေးကကြတော့အမြင်ရခက်သေးသေးလေးဆိုပေမဲ့လည်းသူ့ရဲ့အတန်လေးကတော့ okay ဘူးရှင်စာကြောင်ရောက်လာမေးပြခဲရင်မင်းနဲ့ချောင်းတွေမပြောပြချင်ဘူးဒါပြင်ကိုမှာ ABS material နဲ့ပြုလုပ်ထားတဲ့ဒီ speaker လေးမှာတရားလွယ်ကူတဲ့ကြိုးကြိတ်ကလေးပါဝင်တာဖြစ်လို့ဘယ်နေရာပဲထားအဆင်ပြေတဲ့ပုံစံမျိုးနဲ့သူကလာပါတယ် multiple label မှုတွေပါဝင်လို့အကျဉ်းနှထောင်မယ်ဆိုရင် Bluetooth နဲ့တာမကဘဲနဲ့ SD card ထိုးပြီးတော့လည်းနှထောင်နိုင်ပါသေးတယ်ဒါတွေပြင်ကိုမှာဒီ speaker လေးမှာထူးခြားတဲ့ဆက်လေးကကြတော့ speaker တစ်နှလုံးရှိတယ်ဆိုရင်ချိတ်ဆက်လို့ရတဲ့ TWS ကပတ်မှုလေးကလည်းပါဝင်သေးတယ်နော် radio သချင်းတွေကိုနှထောင်ချင်တဲ့သူတွေအတွက်ကလည်း FM function မှုလေးကလည်းပါဝင်ပါသေးရဲ့နော်သူ့မှာပါဝင်တဲ့ RGB light လေးကလည်းမြင်းတကငေးပြီးတော့ကြိုက်နှစ်တက်စေမယ့်အချက်လေးချက်ပဲဖြစ်ပါတယ်ဒီ speaker လေးရဲ့ Bluetooth version လေးကကြတော့ 5.3 နဲ့လာမယ်ပြီးသွားတဲ့ခါကျရင်သူက Type-C ပေါက်လေးနဲ့လည်းအသွင်းရမယ် battery ampere အနေနဲ့ကကြတော့ 1200 mAh ပါဝင်တာဖြစ်လို့2နာရီဝန်းကျင်အတွင်းတော့အသွင်းပေးရမယ်နော်ဒီလိုမျိုး style ကြပြီးတော့တရားလွယ်ကူတဲ့ speaker လေးကိုမြန်မာနိုင်ငံအနှံ့က Robot Tech ရောင်းဆိုင်နေနဲ့ Vivo showroom တိုင်းမှာလည်းတွားရောက်ပြီးတော့ဝယ်ယူလို့ရရှိနိုင်နေပြီနော်ဒီ speaker လေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ချက်လက်လေးကိုသိချင်နေဆိုရင်တော့ Robot Tech မြန်မာ page မှာလည်းလာရောက်ပြီးတော့လည်းမြင်မြင်နိုင်ပါတယ်လို့ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးလိုက်ပါမယ်